Okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဒီ Radical Energy များအကြောင်းကိုနည်းနည်းလေးပေါ့နော်နည်းနည်းလေးကျွန်တော်တို့လေ့လာကြအောင်ပါ Okay ကျွန်တော်ကအဓိကကျတော့ဒီ Radical Energy ဘာမှမမျိုးရှိရတဲ့ဒီ Radical အခြေခံ unit လေးတွေရဲ့နောက်တစ်ခုကကျတော့ဒီ basic current ပေါ့နော်ကျွန်တော်တို့ current ဘာမျိုးရှိရဆိုတော့အကြောင်းလေးကိုနည်းနည်းလေးကျွန်တော်share လုပ်ပေးချင်တာဖြစ်ပါတယ်အခုမြင်နေရတော့ကျွန်တော်ဒါကကျတော့ကျွန်တော်ဒီကဘာမှာလက်ရှိကျွန်တော်တို့သုံးနေတဲ့ဒီ power system တွေဖြစ်ပါတယ်ဒီကောင်ကျတော့ကိုဖြစ်နေမယ်ဒီကောင်ကျတော့ hydro power ဖြစ်နေမယ်ဒီကောင်ကျတော့ solar ဒီကောင်ကျတော့ wind ဖြစ်နေဆိုတော့ပထမဆုံး slide ကျွန်တော်တွားကြအောင်ပါ okay ဒီမှာကျတော့ဒီကျွန်တော်ပြောပြသွားမယ့်အကြောင်းလေးပေါ့နော်ဒီလေးချက်လေးပါဒီလေးချက်မှာကျွန်တော်ကအကြောင်းကြီးကိုကိုယ်ကိုယ်မှပြောသွားမှာတော့မဟုတ်ပါဘူးဒီမှာဆိုဘယ်နှခုရှိလဲဆိုတဲ့အကြောင်းရတာလေး unit တွေအကြောင်းရဲ့ဒီ type of electric current အကြောင်းလေးရဲ့ဆိုတော့ကဒီ basic formula အကြောင်းလေးရဲ့ကိုကျွန်တော်လိုရင်းတူရှင်းလေးပေါ့နော်ရိုင်းကိုကိုင်းမှာအကြကြလက်ကြရင်းနဲ့ကျွန်တော်ပြောတော့မှာတော့မဟုတ်ပါဘူး okay တော့ဆက်ဒီကောင်ကြတော့ကျွန်တော်ရဲ့ဒီ father ကြီးပေါ့နော်ဒီလိုလေတက်စစ်parking ပြောလို့ရပါဘောနော်ဒီ Tom Edit စင်ဖြစ်ပါတယ်ဆိုတော့ဒီနောက်ဗီဒီယိုလေးတွေမှာကျွန်တော်ထပ်ပြီးမှလည်းဒီ Tom Edit စင်နဲ့ပတ်သက်ပြီးမှဒီ history အကြောင်းလေးကိုနည်းနည်းလေးခုလိုမျိုး presentation ပုံစံလေးကျွန်တော်လုပ်ပြီးတော့ရှိပါတယ်နော်အခုသူရဲ့တပည့်ဖြစ်တဲ့Nikola Tesla ပေါ့နော်သူအကြောင်းနည်းနည်းကျွန်တော်ပြောပြပေးတော့ဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်နည်းနည်းကြွညာဝင်ရပါလို့ Nikola Tesla အကြောင်းမှာထပ်ပြောရလဲဆိုတော့ဒီ Tom Edit စင်နဲ့ဒီ Nikola ကကြောက်တော့သူတို့ဒီdirect current နဲ့ဒီ alternating current နဲ့ပတ်သက်မှာတို့ရဲ့ဒီဟိုရှိရပါတော့။ the wall of current ဆိုတော့ရှိတဲ့ current wall ဆိုတာရှိရပါတော့။ဆလန်လေးပါရှိရတို့ရဲ့အကြောင်းလေးတွေပေါ့နော် history ရဲ့အကြောင်းလေးရှိရ။ continually အကြောင်းကျွန်တော်ပြောပြပေးသွားဖြစ်ပါတယ်။ဒီနေ့ကတော့ကျွန်တော်ဒီမှာ how many electrical energy ဘယ်နှမျိုးရှိရလဲပေါ့နော်။အဲ့လိုပဲဒီမှာကျတော့ electrical energy ရဲ့ unit အကြောင်းဖြစ်မယ်။ type of electrical current basic formula ခင်းတော့တဲ့ slide ကျွန်တော်တော့ကြအောင်ပါ slide က okay ဒီကောင်ကြတော့ဟောပါနော် how many electrical energy ဘယ်နှမျိုးရှိရလဲပေါ့နော် okay ခဏကျွန်တော်ပထမဆုံး slide မှာပြခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ electrical energy power အနေနဲ့ဒီမျိုးရှိရဖြစ်တယ်ကျွန်တော်တို့လက်ရှိတောင်းနေရပါတော့ပထမဆုံးကတော့ကျွန်တော်တို့ solar power ပေါ့နော် solar power ရှိမယ်ကျွန်တော်နေရာနေစွမ်းရည်ယူမှလျှက်စစ်ထုတ်လို့တဲ့ရရှိနေမယ်နောက်တစ်ခု hydro power ရေအားဖြစ်ကျွန်တော်တို့ရေအားဖြစ်ကျွန်တော်တို့ဒီတာဘိုင်တွေအသုံးပြုမှဒီ motor တွေလက်ခိုင်းမှာကျွန်တော်လျှက်စစ်ထုတ်လို့တာရှိမယ်နောက်တစ်ခု wind ပေါ့နော်ကျွန်တော်လေအားလျှက်စစ်ပေါ့နော်လေနဲ့ကျွန်တော်တို့ဒီထုတ်လို့ပြီးမှကျွန်တော်လျှက်စစ်တွေကိုသုံးပြုတာရှိနေမယ်သုံးမျိုးရှိပေါ့နော်နောက်တစ်မျိုးကကျတော့ကျွန်တော်တို့ဒီမှာပေါ့နော်coal energy ပေါ့နော်ကျွန်တော်ကြောက်ပြီးသွေးကိုသုံးပြုမှာဒါမှမဟုတ်ဒီကောင်ကျဒီခက်တွေပေါ့နော်တက်စီတို့ဒီဇယ်တို့ဖြစ်တယ်။ပြောင်းနေတော့သုံးပြုမှာကျွန်တော်တို့ electric ကိုထုတ်လုပ်တာရှိနေမယ်။အဓိကကျွန်တော်တို့ electric ထွက်လာelectric ကိုကျွန်တော်တို့အသုံးပြုနိုင်ဖို့အတွက်ဒီကောင်တွေကိုစုပ်တယ်ပေါ့နော်ဒီ energy တွေကိုဒီတဘာဝ energy တွေကိုကျွန်တော်တို့သုံးမှာ electric ကိုကျွန်တော်တို့ထုတ်လုပ်မှာအသုံးပြုနေကြဖြစ်တယ် solar power hydro power wind power coal energy ဒီကောင်ကျတော့ပေါင်းကြီးထိခိုက်တာပေါ့နော်ကျွန်တော်ထင်တယ်လက်ရှိဒီကဘာမှလည်းဒီကောင်သုံးနေပါလိမ့်မယ်ဆိုတော့ပေါင်းကြီးရင်ထိခိုက်လို့ပါအရင်အငွေ့ဆိုးတယ်ပေါ့နော်ဒီမီကုန်းငွေ့တွေအကောင်ကြီးအနက်တက်ဆိုးပါတယ်ခင်းနောက် slide သွားကြအောင်ပါဒီကောင်ကျတော့ကျွန်တော်တို့အခြေခံ unit ပေါ့နော်အများကြီး unit တွေအများကြီးရှိပါတယ်ဒီကောင်ကျတော့ကျွန်တော်တို့အခြေခံ unit ဖြစ်တဲ့ energy unit ပေါ့နော် the power ပြီးရဲ့ power စွမ်းအားရဲ့ unit ကကျတော့ P ဖြစ်တယ်ပြီး voltage unit ကျတော့ V ဖြစ်ပါလိမ့်မယ် resistance ဆိုတာကျတော့ကျွန်တော်တို့ခံနိုင်စွမ်းအားပေါ့နော်အကောင်ကျတော့ R ဖြစ်လိမ့်မယ် energy ကကျတော့ E ဖြစ်လိမ့်မယ် current ကကျတော့ကျွန်တော်ဒီအတိုင်းပိုင်းဖြစ်ပါလိမ့်မယ်ဒီကောင်ကျတော့တက်ကျွန်တော်ပုံနေထထားဖြစ်ပါတယ်centimeter တို့ပေါ့နော် millimeter တို့ micro တို့ nano တို့ pico တို့ဒီကောင်ကြီးကကျတော့တကယ်တမ်းကျတော့ဒီတကယ်power ဆိုကြီးမှာဆိုတော့ micro power တို့ micro watt တို့pico watt အဲ့လိုမျိုးရှိပါပေါ့နော်ဒါကြီးကကျွန်တော် knowledge ပါဒီကောင်လေးတဲ့ကျွန်တော် knowledge နဲ့ထပ်ပြဖြစ်ပါတယ်ပြီးနောက် slide သွားကြအောင်ပါဒီကောင်ကျတော့ကျွန်တော် current ဖြစ်ပါလိမ့်မယ် okay type of electrical current ပေါ့နော် current ဘယ်နှမျိုးရှိရလဲဆိုတော့အခြေခံအဖြစ် current 2မျိုးပဲရှိပါတယ်ဆိုတော့
ပထမတစ်မျိုးကကျွန်တော်ထားလိုက်current DC current ဖြစ်နေမယ် DC current ပေါ့နော်ကျွန်တော်ရဲ့တော့အဲ့ဒီစင်ကကျတော့ DC current အကောင်းဆုံးတော့လုံးဝပြောထားရှိပေါ့နော် alternative နောက်တော့ alternative current ပေါ့နော် alternative current ကကျတော့ကျွန်တော် AC ပေါ့နော်ကျွန်တော်လက်ရှိတောင်းနေတဲ့ဒီ transformer ကနေထွက်လာတဲ့ဥစ္စာဒီပါညာပေါ့နော်အဲ့လိုမျိုးရှိမှာပေါ့ဒီ DC current ကြောင့်ထိတဲ့တိုင်းမှာကျွန်တော် battery ကနေထွက်လာတယ်current ပြောချင်တာဖြစ်တယ်နောက်တစ်ခုပေါ့နော်ကျွန်တော်တို့ DC နဲ့လည်းလူသိစေနိုင်ပါတယ်အဲ့ဒါဒီ AC ကနေလည်းလူသိစေနိုင်ပါတယ်လို့မှတ်ထားပါတော့ဒီ DC current က battery ကလူမသိနိုင်ဘူးလို့ဟိုအချမ်းပြင်သားတွေကြောက်တယ်ကောင်းကြတော့နည်းနည်း knowledge မှားတဲ့ knowledge ပေါ့နော် DC current ကလည်းလူသိစေနိုင်တယ် AC current ကလူသိစေနိုင်တယ်အဲ့ဒါတွေဒီ slide အဖြစ်သိစားစေချင်ပါတယ် okay ဒါကတော့ basic formula ပေါ့နော်ကျွန်တော်တို့လုံးဝ basic အခြေခံကြတဲ့ formula ပေါ့နော် Ohm's law B equal to I ဆိုတော့ဒီမှာ I နဲ့ R နဲ့ပေါ့ဖြစ်တဲ့ကိစ္စရှိမှာပေါ့နော်ဟိုပြောချင်တာတိုက်ရိုက်ချိုးကြတာလို့ပြောင်းပြန်ချိုးကြတာလို့ရှိပါလိမ့်မယ်ပေါ့ formula တော့ P equal to VI ဖြစ်တယ် P equal to VI ဆိုတော့ energy calculation ရော equal to P by T ပေါ့နော် T ဆိုတော့အထိုင်းဖြစ်လိမ့်မယ်ဒီမှာ P ရော power ဖြစ်လိမ့်မယ်ဒီကောင်ကြောင့် E ကကျတော့ကျွန်တော် daytime energy V က voltage I က current ဒီမှာဒီပုံလေးရပေါ့နော်အလုံးဝ Ohm's law ရဲ့အခြေခံကြအောင်ဆုံးပေါ့နော်ဒါတော့တော့မဲ့ရစီဖြစ်ပါတယ် okay ဒီကောင်ကျတော့ကျွန်တော်တို့ပထမဆုံးဒါကျတော့ solar power ပေါ့နော်ကျွန်တော် solar power အကျတော့ကျွန်တော်မြန်မာနိုင်ငံမှာတနိုင်ငံလုံးတိုင်းတာနဲ့သုံးဖို့လုပ်ပေးထားတာ solar ကမရှိဘူးပေါ့နော်ကျွန်တော်ကိုယ်အိမ်မှာတပိုင်းတစ်နိုင်သုံးနောက်စားလေးပဲရှိပြီဒီကောင်ကျတော့ကျွန်တော်ကနားလေးစီနေတာပေါ့နော်ဒီကောင် solar ချက်ကြီးရှိမယ်ပြီးရင် solar ချက်ကြီးနဲ့ inverter သွားနိုင်မယ်ဒါမှမဟုတ် meter box သွားနိုင်မယ်အဲ့ဒီမှာbattery တောင်းပါပေါ့နော်ဒီကနေ့ကျဒီမှာ option အနေနဲ့တော့ဒီမှာ battery ပုံစံနဲ့ပြလိုက်မယ်တကယ်တမ်းကျတော့ကြည့်ရအောင်ကျွန်တော်ရက်ကွက်ကြီးကိုပေးရတော့ဒါမှမဟုတ်မျိုးနဲ့ယူပေးရတော့ပေါ့နော်ပါပါစုကြည့်ဆိုတာညောင်ရှိစားပါနော် okay နောက်တစ်ခုကကျတော့ကျွန်တော်ဒါဆိုတာပါပါ okay နောက်တစ်ခုကကျတော့ရေးရတဲ့စစ်ပေါ့နော်ခုနကကြီးနေကျွန်တော်မြန်မာနိုင်ငံမှာနာမည်ကြီးနေတယ်မြစ်ဆုံစီမံကိန်းပေါ့နော်ဒီမျိုးဖြစ်လာမှဖြစ်တဲ့မြစ်ဆုံစီမံကိန်းကြီးမှာထားပါတော့ဒီဘက်ကမေခမ်းမြစ်ဆိုဒီဘက်က America မြေပေါ့နော်အဲ့လိုမျိုးစုံတဲ့နေရာမှာဒီမျိုးတားလိုက်မှဖြစ်ပါတယ်တကယ်တော့ကျတော့ပြောရင်နိုင်ငံနဲ့ပါလာမှာနော်နည်းနည်းတော့တင်ကြောက်ရရှိပါတယ် okay ပြီးရင်ဒီကထုတ်လုပ်တဲ့လက်စစ်ကတင်မလား okay ဒါကျတော့ကျွန်တော်မြင်နေရတော့ဆို hydro power လို့ခေါ်ပါတယ် hydro power slide ပြလိုက်မယ် hydro power လို့ခေါ်တယ် hydro တကယ်တမ်းကျတော့ဒီမှာပေါ့နော်ဒီပုံစံလေးလုပ်လို့ရဖြစ်တယ်ဒီမှာတာဘိုင်ရှိနေမယ်ဒီတာဘိုင်ကိုဒီကဒီမှာဒူလောင်ထားနေရဲ့ pressure နဲ့တွန်းလိုက်တဲ့အချိန်မှာဒီနားမှာတက်လက်ရှိပါလိမ့်ကျွန်တော်ရှက်ပေါ့နော်အဲ့ရှက်ကိုလဲပြီးမှဒီတာဘိုင်ဒီထက်တကောင်လေးကတာဘိုင်ဖြစ်နေဒီတာဘိုင်နဲ့ဒီထိုင်နေဖို့ကိုလဲပြီးမှဒီ transformer နေမှာထပ်ပြီးမှပိုအားထပ်တင်တာပေါ့နော်အကောင်ကြောင့်နည်းနည်းတော့ဟိုဒီထက်ကိုကားမှပြောရင်တော့နည်းနည်းများတာပေါ့နော်ဒီမှာဟိုပေါ့ down up down လေးရှိရပေါ့နော် transformer ဒီပုံစံလေးကတော့ဒီ hydro power နဲ့ထုတ်လုပ်တဲ့ဒီအရက်စစ်ပေါ့နော် okay နောက်တစ်ခုကကျတော့ wind ပေါ့နော် wind power ဖြစ်တဲ့ wind ကလည်းဒီကောင်ကြောင့် wind tower တိုင်နေဖြစ်တယ်ဒီကောင်ကြောင့်လည်းကျွန်တော်မြန်မာနိုင်ငံမှာကြာတော့လက်ရှိမြန်မာနိုင်ငံကျတော့ရှားတယ်သုံးနေတယ်သုံးကြပေါ့နော် okay wind tower နဲ့ဘယ်လိုလောက်တာလဲဆိုတော့ခဏလေးနော်ချန်ပီယံအနေနဲ့ကျွန်တော်ဒီမှာပြောပြမယ်ဆိုတော့ wind tower နဲ့ကြာတော့ဒီလီလာရပေါ့နော်ဒီကောင်ကကြာတော့အရှင်ဟုတ်တယ်သူကဒီလာရဘက်ကိုလိုက်လဲတဲ့ဥစ္စာဖြစ်တယ်ဒီကောင်ကြာတော့ခုနအတိုင်းပဲဒီ pressure နဲ့ဒီအထက်ကဒီမျိုးရှိပါဘူးအထက်မှာဒီမျိုးဟိုဟာရှိမှာ dynamo ရှိမှာပေါ့နော်ဒီ dynamo တာဖို့ကိုလဲစိမ်းမှာဒီပုံမှာပြတဲ့အတိုင်းပဲအဆင့်ရက်ကွက်တွေပေးတာမျိုးနယ်ကိုပေးရလို့လုပ်တာပေါ့နော်ဒီကောင်ကကျွန်တော်က channel နောက်နေလို့ပါဒီထက်ရှင်းပြရင်လည်းအများကြီးတော့ကြည့်ပြမှာပေါ့နော် okay ဒါတော့နောက်ဆုံးပေါ့နော်ကျွန်တော်ကိုယ်ကနေကြည့်ဖြစ်တဲ့ကြောင်ဝီတွေကနေထုတ်လုပ်တဲ့ကျွန်တော်အလဲစစ်ပေါ့နော်အဓိကဆိုဒါပင်မကြီးပေါ့ဒီမျိုးမိခုံးကရန်ထွက်လို့ပေါ့နော်ရန်နဲ့ညိုတဲ့အရာဖြစ်တဲ့အတွက်ဟို international မှာသုံးတာနေပါတယ်မြန်မာနိုင်ငံမှာတော့မရှိပါဘူး okay ဒီမှာကျဘယ်လိုလုပ်လဲဆိုတော့ဒီမှာကြောင်မီတွေကနေဒီမှာမီးကိုရှို့လိုက်တာပေါ့နော်ဒီမှာအဲ့ကနေဖြစ်အဲ့ဒီကောင်အလုံးကြီးရှို့လိုက်မှာဒီကနေ pressure ကနေဒီကောင်နဲ့ဟိုဖြစ်တယ်ပေါ့နော် pressure နဲ့ဒီကောင်လဲစေရဟုတ်တယ်ဒီကောင်တာဘိုင်ဖြစ်နေဒီတာဘိုင်တိုင်းမှာဒီက generator ပေါ့နော်ဒီ generator ကိုဒီမှာ pressure ကိုလုံးဝတင်းနေအောင်တွတ်
တူအောင်ထိုင်းမှာဒီတာပိုင်းကတော့ဟိုရှိလို့ကွာတလက်ကိုအဲ့လိုလေခိုင်းတာဟုတ်တယ်လေမှာဒီကောင် generator အလုပ်လုပ်ခိုင်းတာပြီးမှ generator ကနေမှဒီပေါ့နော်ဒီ transformer တွေကိုမီ transformer ကိုတဆင့်သွားမှာပဲဒီ high tension ကိုတင်မှာကျွန်တော်ရက်ွက်လေးစီရောက်လာဖြစ်တယ်ဆိုတော့အဲ့ဒါလေးပါအဓိကကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာတွေကတော့ဒီကောင်လေးနည်းနည်းလေးပေါ့နော်ကျွန်တော်တို့အဓိကဒီနေ့သိရမှာကျွန်တော်တို့အနေနဲ့ power energy လေးမျိုးရှိရဗျာ power energy လေးမှာပါရှိလဲဆိုတော့ခုနကျွန်တော်ပြခဲ့တဲ့ time power energy ကကျွန်တော်တို့အနေနဲ့ solar power ရှိမယ် hydro power ဟိုဒီ hydro power ပေါ့နော် hydro power ရှိမယ်ပြီးရင်ခါလေးပြီးရင်ခုနကို power ရှိနေမယ် solar power ရှိနေမယ်ပေါ့နော် okay ကျွန်တော်တို့ဒီမှာဒီနေ့ကျွန်တော်သိစေချင်တာကျွန်တော်လည်းနေသိချာကျွန်တော် power source လက်စစ်ထုတ်လုပ်တဲ့နေရာအသေးနေရာရှိပေါ့နော်အဲ့ဒါကအရင်းမြစ်တွေကပါဖြစ်တယ်ဆိုတော့ solar power ဖြစ်နေမယ်နော်သူက hydro power ဖြစ်နေမယ်နော်ဝင်းလီကို3ပြီး1နောက်ကကျွန်တော်ကြောင်ပြီးတဲ့တွေ3မှာဒါမှမဟုတ်တခြားတက်စီတစ်စက်က3ပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်ရေခွေးကနေသိစေချင်တာဖြစ်တယ်အဲ့ဒါကဒါကြတော့အခြေခံ unit ပေါ့နော် power voltage resistance energy current ပေါ့နော်ဒီကောင်လေး unit လေးတွေဒါတော့လုံးဝ basic ပေါ့နော်အကောင်လေးတွေပြီးနောက်တစ်ခုသိစေချင်တာကြာကျွန်တော် type of the current ပေါ့နော် current ဘယ်နှမျိုးရှိရလဲဆိုတော့ကျွန်တော် current 2မျိုးရှိရ DC current နဲ့ alternating ဆိုရဒီ AC current ပေါ့နော် current 2မျိုးရှိရအကြောင်းလေးရနောက်တစ်ခုကကြာကျွန်တော်တွေ chicken formula လေးပေါ့နော် physics formula လေးကိုဒီကောင်လေးသိစေချင်တာဖြစ်တယ်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲနောက် video လေးတွေဒီဟဲ့ကောင်းမဲ့ဥစားလေးတွေကိုကျွန်တော်ဖန်တီးပေးပါမယ်ကျွန်တော်တော့လောက်တာဖြစ်တဲ့အတွက်အနေငယ်ကျွန်တော်ကိုတိထားတာတဲ့ပြောနိုင်တဲ့အရာကနည်းနည်းလေးနေကောင်းနေနေမယ်ဆိုတော့နောက်ဗီဒီယိုလေးတွေကိုလည်းကျွန်တော်ဒီချက်ကောင်းအောင်ပြင်ပေးပါမယ်နောက်ဗီဒီယိုမှာကျွန်တော် history ရဲ့အကြောင်းပြောပြမယ်ဒီ Thomas Edison နဲ့Nikola Tesla အကြောင်းလေးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီမှာနည်းနည်းလေးအကြံဖြစ်ကျွန်တော်ပြောပေးရမယ်ဆိုတော့အနေငယ်ပြောပြရမယ်ဆိုတော့ Thomas Edison ကကြတော့ကျွန်တော်ရဲ့ဒီ lesson ရဲ့ဖခင်ဖြစ်တဲ့တိုးတော့Nikola Tesla ကြတော့သူ့ရဲ့အလုပ်မှာပေါ့နော်သူစမှာလောက်တာရှောက်တဲ့အလုပ်သမားဖြစ်တဲ့တော့ဘာဖြစ်လဲဆိုတော့ဒီပေါ့တယောက်နဲ့တယောက်ရှာဖွေတွေ့ရှိတဲ့ချင်းပဲသူတော့မှဒီစင်က DC current ကိုရှာဖွေတွေ့ရှိတဲ့ကွယ် Nikola Tesla ကြတော့လေဒီ alternating ဆိုတဲ့ DC current ဒီ AC current ရှာတွေ့ရဖြစ်တဲ့ဒီတို့နှစ်ယောက်ရဲ့ tree ခွာလေးအကြောင်းပေါ့နော်စိတ်ဝင်စားဖို့တော့ကောင်းတယ်ဘာလို့ဆိုတော့နောက်ပိုင်းကျနောက်တို့ရဲ့နောက်အမှကွာတော့နည်းနည်းပါညစ်တာလေးပါရှိပေါ့နော်တယောက်နဲ့ကြောက်တွန်းတဲ့ကိစ္စလေးရှိပေါ့အဲ့ဒါလေးနဲ့ပြောပြပေးမှဖြစ်တယ်โอเคဒီနေ့ကတော့ပါပဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခုနောက်လေးရလေးမဲ့တော့ညောင်းနေပါတယ်ကျွန်တော်ကတော့ Chris ပါ